တရားချစ်ခင်သူတော်စင်ပေါင်းတို့ယခုကြည်ညိုနာကြကြရမယ်အစီအစဉ်ကတော့ဓမ္မစကြာတရားတော်အစီအစဉ်ဖြစ်ပါတယ်ဓမ္မစကြာတရားတော်ဆိုတာမြတ်စွာဘုရားရှင်ကိုရောမြတ်ဘုရားဖြစ်တော်မူပြီးသည့်နောက်2 လအကြာမဟာသက္ကရာတရား3 ခုနှစ်ရဲ့ဝါဆိုလပြည့်နေ့ညနေခင်းကာလမှာကာတိတိုင်းဗာရဏသီမြို့အနီးဣတိပတ္တနာခေါ်တဲ့မိဂရာဝံသားပေါင်းစုံတဲ့တောကုန်းမှာတပည့်ဟောင်း9 ယောက်ပြည့်စွက်ကြီး9 ပါးတို့အားဟောကြားတော်မူသည့်ဘုရားရှင်၏ပထမဦးဆုံးသောတရားဥကိုပင်ဓမ္မစကြာတရားလို့ခေါ်ဆိုပါတယ်ထိုသုတ်တံကိုဓမ္မစက္ကပောဒနာသုတ်တံလို့ခေါ်ပါတယ်ဓမ္မစက္ကပောဒနာလို့ဆိုတာဟာသစ္စာ 4 ပါးတရားစက်ကိုစတင်နှိုးခြင်းစတင်မောင်းနှင်ခြင်းသစ္စာတရားခန္တီတရားတန်တိတရားပရိယပฏิပပฏิဝေရတရားတို့ကိုစတင်လှဲ့လေဟောထုတ်ခြင်းသီလသမารိပညာသူတော်ကောင်းတရားတို့ကိုစတင်ဟောခြင်းဖြင့်ဆက်လှဲ့တဲ့ကဲ့သို့လှဲ့လေခြင်းလို့အဓိပ္ပာယ်ရပါတယ်မြတ်ဗုဒ္ဓဟောသမျှသည်ဓမ္မသာလင်ဖြစ်ပါတယ်လက်တွေ့လဲကြကျင့်လို့လဲရစိတ်ဓာတ်အတိအတွေးဉာဏ်များအဆင့်ဆင့်မြင့်တဲ့ကြောင်းစနစ်တကျသဘာဝကြတဲ့အစွဲမတန်အမိတ်မဆန်တဲ့ဟောပြောသင်ပြပို့ချချက်များဟာဓမ္မပဲဖြစ်ပါတယ်တနည်းအားဖြင့်တော့စက္ကဆိုတာသာသနာပါပဲဓမ္မဖြင့်လှည့်လေ၍ဆုံးမခြင်းဓမ္မဖြင့်ဆုံးမဖို့လှည့်လေခြင်းဆိုတာဟာဓမ္မစက္ကပောဒနာပါပဲသိတ္တထဂေါရမသည်ခရစ်တော်ထက်623 ခုနှစ်စော၍ဖွားမြင်တော်မူခဲ့ပါတယ်သက္ကတိုင်းကပိလုမြို့တော်မှာ73 နှစ်ကာလပတ်လုံးကာမတုခဖြင့်အချိန်ကုန်ခဲ့ပါတယ်ခရစ်တော်ထက်994 နှစ်စော၍ကာမတုခကိုစွန့်၍တောသို့ဝင်ငါဓမ္မကိုရှာဖွေခဲ့ပါတယ်6 နှစ်တို့ကာလပတ်လုံးမကရတိုင်းဥရုဝေလာဆိုတဲ့တောအုပ်ကြီးတဲ့မှာအိန္ဒိယနိုင်ငံ၏ရှေးဟောင်းယသိယောဂီပရဝိတ်တို့၏အကျင့်မှန်မြတ်ကိုအကျွမ်းအကြံမရှိအပြင်းအထန်6 နှစ်မြကျင့်ကြံအထုတ်ခဲ့ပါတယ်အဲ့ဒီရှေးဟောင်းအိန္ဒိယယောဂီတို့၏ပြင်းထန်တဲ့ခန္ဓာကိုယ်ကိုနှိမ့်ဆက်တဲ့အကျင့်တွေကတော့စိတ်ဓာတ်နဲ့အသိဉာဏ်တို့ကိုလိဆုပ်ယုပ်စေ၍ရုပ်ခန္ဓာကိုယ်ကိုလိညှိုးချောက်ပင်ပန်းစေတဲ့အတ္တကိလမတာအကျင့်များဖြစ်ပါတယ်ကျင့်နိုင်ငယ်သောအစွန်းရောက်အကျင့်များကိုကိုယ်တွေ့အသိဖြင့်ရှောင်ရှားစွန့်လွတ်ခဲ့ပြီးကိုယ်ပိုင်နီးသည့်လမ်းသည့်တစ်ခုကိုကိုယ်တိုင်ချမှတ်တော်မူခဲ့ပါတယ်အခြားဆရာနှင့်တကူရှင်များ၏အကူအညီမပါဘဲမိမိကိုယ်တိုင်ရဲ့ကိုယ်ပိုင်ဉာဏ်ဖြင့်တီထွင်ချမှတ်ခဲ့တဲ့ထိုလမ်းစဉ်အသစ်မှာမေဇိမပฏิပဒါဆိုတဲ့မဂ်ကင်10 ပါးအကျင့်တရားပဲဖြစ်ပါတယ်အစွန်းရောက်ခြင်းများကိုရှောင်ရှား၍မေဇိမပฏิပဒါအလယ်လံတရားကိုကျင့်သောအခါမှဓမ္မဥဒ္ဒံအလုံးစုံကိုအကုန်စင်သိသောသဗ္ဗညုဗုဒ္ဓဖြစ်သို့ရောက်ရှိတော်မူခဲ့ပါတယ်အသက်35 နှစ်ရှိသောသိတ္တရဂေါရမသည်မဟာသက္ကရာတရား3 ခုနှစ်ခရစ်တော်ထက်988 နှစ်စော၍ဥရဝေလာတောအုပ်ထဲကနေရင်စရာမြေကမ်းဂယာမြို့အနီးနေရင်စရာမြေကမ်းရှိညောင်ပင်ရိပ်မှာဓမ္မအလုံးစုံကိုအကုန်စင်သိမြင်တော်မူလို့ကိုယ်တိုင်ကိုယ်ပိုင်ဉာဏ်ဖြင့်ထိုးထွင်းသိမြင်တော်မူလို့ကိရိတာအားလုံးကိုကျွမ်းမဲ့ပယ်ရှင်းတော်မူခဲ့လို့သဗ္ဗညုတဉာဏ်ကိုရရှိတော်မူသည့်အတွက်သမ္မာသမ္ဗုဒ္ဓအစစ်ဖယားအဖြစ်သို့ရောက်တော်မူခဲ့ပါတယ်မဟာသက္ကရာတရား3 ခုနှစ်ကဆုံးလာပြီနေ့မှာဗုဒ္ဓအဖြစ်သို့ရောက်တော်မူပြီးထိုနေ့ဝါဆိုလာပြီနေ့မှာဓမ္မစက္ကသုတ်ကိုဟောတော်မူခဲ့ပါတယ်ကာတိတိုင်းမြို့တော်ဗာရဏသီ၏အနီးဣတိပရဏမိဂရာယဟူသောတောအုပ်တစ်ခုရှိပါတယ်ဝရုဏမြင့်နှင့်အာသီမြင့်နှစ်ခုတို့၏ဆုံးရာ၌တည်ထားသောမြို့သည်ဝရုဏအာသီမြို့ဗာရဏသီမြို့ဖြစ်ပါတယ်သာသနာ့ဘကာလမှာပွင့်ကြတဲ့ပြည့်စေကဗုဒ္ဓတို့ဟိမွန္တာနှင့်ဗာရဏသီအသွားအပြန်ကောင်းငင်ခရီးဆင်းရတဲ့ရဖြစ်သောကြောင့်ဣတိပတ္တနာတောအုပ်ပြည့်စေကဗုဒ္ဓတို့ပျော်မွေ့ယုံသားမဟုတ်ဤဗတ္တကကဘာတွင်ပွင့်တော်မူခဲ့ကြသောဘုရားမြတ်4 စုလုံးတို့တရားဥဟောရာဓမ္မဆက်လှဲ့ရာနေရာဖြစ်သောကြောင့်ဗာရဏသီမင်းအဆက်ဆက်တို့ကသာသမင်အပေါင်းတို့အားဘ
ဘေးမဲ့ဘေးအစာကျွေးမွေးမြူထားရာဖြစ်သောကြောင့်မိဂဒါယာလို့ခေါ်ပါတယ်ယနေ့တော့အဲ့ဒီမိဂရာဝုံမိဂရာဝနကိုမြန်မာတို့ကမိဂရာဝုံလို့ခေါ်ကြပါတယ်သို့သောအိန္ဒိယမှာကတော့တာရနာထစာရဏလို့ခေါ်ပါတယ်ဥရဝေလာတော်ဥမဒုက္ခရစရိယအကျင့်6နှစ်ကြာအတူချင်းချံအထုတ်ခဲ့စဉ်ကဝကြီးဝင်းငယ်ပြုခဲ့ကြတဲ့တပည့်ခေါင်း9ယောက်တို့သည်မိဂရာယတောသို့ရောက်နေခဲ့ကြပါတယ်မြတ်ဗုဒ္ဓသည်တရားဥကိုရှေ့ဥစွာအာလာရနှင့်ဥဒကယတိကြီး2ယောက်တို့အားဟောရန်ရွေခဲ့ပါတယ်သို့သောထိုယတိကြီး2ယောက်တို့မကြမ်းမီမီကကွယ်လွန်ခဲ့ကြပြီးဘဝသို့ရောက်နေခဲ့ပြီးဖြစ်သည့်အတွက်ပိစဝဲကြီးတပည့်ဟောင်း9ယောက်စီသို့တရားဥလှည့်ကြရခြင်းဖြစ်ပါတယ်ဝါဇိုလာပြီသည်ထူးမြတ်လှပါတယ်ကကုသံကောနာကုံကတ္တဗဟုရှေဖယသုံးစုတို့သည်လေဒီနေ့ဒီအချိန်ဒီနေရာဒီတရားကိုပဲဟောတော်မူခဲ့ပါတယ်ယနေ့ဘုရားဘာသာဝင်သူတော်စင်တို့ဤဆရာဂေါရမမြတ်ဗုဒ္ဓသည်လေဝါဇိုလာပြီနေမှာပင်ဗာရဏသီမိဂရာယမှာပင်ဓမ္မစက်ကသုတ်ကိုပင်ပိစဝဲကြီးတပည့်ဟောင်းတို့အားဟောကြားတော်မူခဲ့ပါတယ်ဗာရဏသီမိဂရာဝုံဤဝါဇိုလာပြီညနေခင်းဟာကြက်တည်းရှိလှတင့်တယ်လှပါတယ်ခါမဟုတ်ပေမဲ့သစ်ပင်အားလုံးတို့သည်ပင်လုံးကျွတ်ပွင့်ကြ၍ကဘာသင်္ချေကြမှပေါ်ပေါက်လာသောဓမ္မစက်ကိုဥညွတ်ပူဇော်ကြပါတယ်လူသားဘေးမှာ9ယောက်သာရှိတော်လဲမရေမတွက်နေသောနတ်ပြည်မှာများစုဝေးနေကြသည်မှာကြည်တောက်ထဲမှာဆံမှုန့်များသိပ်သွင်းထားသည့်အလားဖြစ်ပါတယ်ဟောဇောလာပြီလာပြီဝန်သည်အရှိလောကရမှထွက်ပြူလာ၍လောကကြီးကိုစတင်နှုတ်ဆက်လိုက်ရာဓမ္မသဘင်ကျင်းပရမိဂရာယတောအုပ်သည်ဘောရောင်တသွေဖြူဖြူဖွေးကတင့်တယ်လာပါတယ်အရှိကိုနှုတ်ဆက်ကအနောက်သို့ဆောင်ဆင်းသွားတဲ့ဘာနုရာဇာနေမင်းဤရောင်ကြီးသည်အားပြော့သွားပြီဖြစ်၍ရွှေရည်ဆန်းလိုက်သည့်အလားဝါဝင်းထိန်ကြီးလွင်သောအစင်းရှိတဲ့မိဂရာဝန်သည်ရွှေရည်ငွေရည်ရော့ရှက်ပြန်းသည့်အပေါ်ဝယ်နတ်မြမာတို့ဤကိုရောင်ထို့တဲ့မြတ်ဗုဒ္ဓဤတရိရပပ6ပါးသောရောင်ကြီးတို့ကလွှမ်းမိုးကွန်မြူပါသဖြင့်ပြင်စဝဲယဟန်နှင့်အနေကပရိမာဏဝက်နတ်မြမာတို့မှာစီထိခွန်းလိုပီတိတွေရှွန်းထုံဆိုးကဝမ်းမြောက်နေကြပါတယ်မြင့်မြတ်သူတို့သည်မြတ်လို့အပ်သောကြောင့်အမျက်ဆုံးဖြစ်တော်မူသောမြတ်ဗုဒ္ဓသည်အမျက်ဆုံးသောချမ်းသာကိုပေးတတ်သောအမျက်ဆုံးသောတရားကိုစတင်ဟောတော်မူပါသည်ဓမ္မဟူသောစကြီးကိုစတင်နှိုးတော်မူလိုက်ခြင်းဓမ္မစက်ကပောဒနာပင်ဖြစ်ပါသည်ယဟန်တို့ကိလေသာအနောင်ဖွဲမှလွတ်မြောက်လိုသောသူသည်အစွန်းတစ်ဘက်ကိုအလွတ်ရှောင်၍အလေအလတ်လမ်းကိုလိုက်ရမည်ရှောင်ရှားရန်အစွန်းတစ်ဘက်မှာကာမတုခ၌တမ်းမဲ့ဆွဲလန်း၍ကာမတုခခံစားရခြင်းသည်ပင်လောကနိဗ္ဗာန်ဟုယူဆ၍ထိုအတွက်သာလင်အာသွန်ခွန်ဆိုင်အထုတ်နေခြင်းကိလေသာကာမသည်ဆင်းရဲဒုက္ခအလုံးတို့၏အရင်အမြစ်ထိုဒုက္ခ၏အရင်အမြစ်ကိုကိလေသာကာမကိုပယ်သတ်ဖို့ကိုခန္ဓာကိုနှိမ့်ဆက်ညှင်းဆဲခြင်း၌ပြင်းထန်အထုတ်ခြင်းဤနှစ်ခုတို့ဖြစ်ကြကုန်၏ကာမဒုက္ခကိုအထုတ်ခြင်းနှင့်အတ္တကိလမထကိုအထုတ်ခြင်းတို့သည်ယံဖြင့်သောကိလေသာထူသောလူညံ့တို့၏အကျင့်ဖြစ်သောအရိယသူတော်ကောင်းနေရှောင်ရှားသောအသိဉာဏ်မတိုးကောင်းကျိုးမဖြစ်သည့်အတွေ့သူတော်သူမြတ်တို့သည်မကျင့်ကြမကြံကြအာမထုတ်ကြသောအကျင့်အစွန်းရောက်သည့်အကျင့်များဖြစ်ပါတယ်ဒါကြောင့်ယဟန်မန္တမယရှောင်ရှားကြရမည်ကိလေသာနှင့်ဒုက္ခမှလွန်မြောက်လိုသူတိုင်းသည်မြစ္စည်းမပฏิပဒါဟုသည့်အစွန်းလိုအလယ်လန်းကိုလိုက်နာကြရမည်ဤအစွန်းလိုအလယ်လန်းစဉ်၌အင်္ဂါစိတ်ပိုင်း800သတ်မှတ်ထားပါတယ်အဲ့ဒီအင်္ဂါ8ပါးတို့မှာသမ္မာဒိဋ္ဌိငါဆိုရသည့်ဤကိုယ်ထဲ၌အရှိတရားတို့ကိုအရှိအတိုင်းအဖြစ်အတိုင်းအမှန်တိုင်းသိခြင်းဟူသည်ငါပြောက်သည့်အမြင်သည်အမြင်မှန်အလုံးတို့၏အခြေခံဖြစ်သည်သမ္မာသင်္ကပ္ပငါကိုပဲဖြောက်အရှိအမှန်သို့အမြင်ရောက်သောပုဂ္ဂိုလ်သည်ငါအတွက်မကြံသူကောင်းကျိုးကောင်းစွာသယ်ဖို့အစဉ်ရသူကိုကူညီဆောင်ရှောက်ဖို့ငါအကျိုးစွန့်လို့ဖို့ကြံစည်၍သာနေခြင်းသည်မှန်သောအကြံသမ္မာသင်္ကပ္ပဖြစ်ပါတယ်
မှန်သောအမြင်မှန်သောအကြံတို့နဲ့ဉာဏ်ပညာကဥဆောင်ပါတယ်သမဝါစာအမြင်တွေ့မှန်သောသူသည်မှန်သောယောသားသောယဉ်ကျေးသောသိမ်မွေ့သောချစ်ခင်ညီညွတ်မှုကိုအားပေးသောအကျိုးရှိသောအမြတ်လက်ခံနိုင်သောစကားကိုပြောဆိုပါသည်အဲ့ဒါသမဝါစာပါပဲသမကမ္မန္တတတ်ချင်းညင်စေခြင်းမပြုသူတစ်ပါးတို့၏အသက်အိုးအိမ်ကိုကာကွယ်စောင့်ရှောက်သည်ကိုပြုခြင်းခိုးဝှက်လူရဲ့ချင်းမပြုသူတစ်ပါးစီးပွားဥစ္စာတုတ္တရေကိုသာပြုခြင်းကာမဂုဏ်၅ပါးတို့နဲ့စီးမဲ့ကမ်းမဲ့အလွန်အကျူလိုက်စားခြင်းမရှိဝတ္ထုကာမနဲ့ကိရိတာကာမကိုလူမှုကျင့်ဝတ်တို့ဖြင့်စနစ်တကျထိမ့်သိမ်းစောင့်ရှောက်ခြင်းသည်မှန်သောအပြစ်ကင်းသောကိုယ်အမှုရာသမ္မာကမ္မန္တဖြစ်ပါတယ်သမ္မာအာဇီဝအမြင်အတွေ့အပြောအလုပ်မှန်သောသူဟာသူ့အသက်ကိုတတ်ခြင်းညှင်းဆဲ၍သူ့အသက်ကိုတတ်ဖြတ်ညှင်းဆဲ၍မိမိအသက်ကိုမမွေးသူပစ္စည်းကိုခိုးဝှက်လူရဲ့လိန်ညာအလွယ်သုံးစားပြု၍မိမိအသက်ကိုမမွေးအစိတ်လက်နဲ့အသားစားတတ္တဝမူရစ်ဆေးဝါပြည်စာကြေးကြုံအယောင်းဝယ်ပြု၍မိမိအသက်ကိုမမွေးအထက်ပါမမှန်သောအသက်မွေးခြင်းတို့ကိုရှောင်ရှားဖယ်ရှား၍နေခြင်းသည်ပင်မှန်သောအသက်မွေးခြင်းဆိုတဲ့သမ္မာအာဇီဝဖြစ်ပါတယ်အမ္မာဝါယာမမှန်ကန်သောအထုတ်ခြင်းမှန်ကန်သောအထုတ်ခြင်းဟူသည်မိမိ၌မဖြစ်သေးသောကိလေသာနှင့်အကျင့်ဆိုးများကိုမဖြစ်အောင်ကြိုတင်တားဆီးနိုင်သောစိတ်စွမ်းရည်တစ်မျိုးဖြစ်ပြီးသောကိလေသာနှင့်အကျင့်ဆိုးများရှိလျင်အကျွမ်းမဲ့ပယ်ရှားဖို့အာထုတ်နိုင်သောစိတ်စွမ်းရည်တစ်မျိုးမိမိမှာမရှိသေးသောအကျင့်ကောင်းစေကောင်းများအတွေးအမြင်ကောင်းများကိုရှိလာဖြစ်လာအောင်ပြုစုပြိုးထောင်နိုင်စွမ်းရှိသောစိတ်ဓာတ်ခွန်အားတစ်မျိုးမိမိ၌ရှိပြီးဖြစ်ပြီးသောဇယက်ကောင်းအကျင့်ကောင်းအတွေးခေါ်ကောင်းအသိအမြင်ကောင်းများကိုဆွေးမြေအောင်တိုးပွားအောင်အာထုတ်နိုင်စွမ်းရှိသောစိတ်ဤစွမ်းရည်ဓာတ်တစ်မျိုးဤဖော်ပြပါစိတ်ဤစွမ်းအင်ခွန်အား၄မျိုးကိုအသုံးချနေခြင်းကိုမှန်ကန်သောအာထုတ်ခြင်းသမ္မာဝါယာမခေါ်ပါတယ်သမ္မာတတိလူဤကိုယ်နှုတ်စိတ်အမူအရာတို့မှာအဆောင်အရှောက်ရှိမှကိလေသာနှင့်ဒုစရိုက်တို့ဝင်ရောက်ခွင့်မရမှာဖြစ်ပါတယ်ကိလေသာယံသူနှင့်ဒုစရိုက်လူဆိုးတို့ကိုယ်နှုတ်စိတ်ထဲသို့ဝင်မလာအောင်စနစ်တကျကာကွယ်စောင့်ရှောက်မှုသည်သမ္မာတတိပင်ဖြစ်ပါတယ်တတိဆိုတာဟာကိုယ်နှိတ်တို့ရဲ့အဆောင်အရှောက်ပါပဲအဲဒါကြောင့်ကိုယ်နှုတ်စိတ်တို့ဤလှုပ်ရှားမှုပြုမှုမှုမှန်သမျှအတိုင်းကိုကောင်းစွာစောင့်ကြည့်ခြင်းဟာစောင့်ရှောက်ခြင်းဟာသမ္မာတတိဖြစ်ပါတယ်သမ္မာသမာဓိတော်မြောက်ပမာဗယံပဒပြန့်ကျဲပြေးလွှားနေတဲ့စိတ်ကိုအာယုံကောင်းတစ်ခုပေါ်မှာစီကံတကြထိန်းထားနိုင်သောစိတ်စွမ်းရည်တစ်မျိုးကိုသမ္မာသမာဓိခေါ်ပါတယ်စိတ်ဤစီကံစိတ်ဤအရှင်သခင်ပါပဲတို့ပြီလူသဘာဝဇေယျဆိုးများကိုဖယ်ရှားမိလူသဘာဝဇေယျကောင်းများကိုဖော်ထုတ်မိဓမ္မအားလုံးတွင်အလွန်ထူးခြားထင်ရှားသည့်ဝိသေသလက္ခဏာရှိသည့်ဓမ္မစကြာတရားတော်ကိုအရိယာဖြစ်၍မျှော်တွေးအထုနေကြသောဝိပဿနာယောဂီတို့အတွက်သာမဟုတ်ပါပဲနေ့စဉ်လူနေမှုဘဝအစင်းမြင့်မြင့်နှင့်ငြိမ်းချမ်းသာယာစွာနေထိုင်၍အဖက်ဖက်မှအသက်မွေးမှုနေထိုင်မှုပေါင်းသင်းဆက်ဆံမှုအကျင့်စာရိတ္တအသိစိတ်အတွေးခေါ်တိုးတက်ဖွံ့ဖြိုးရေးတို့ကိုမျှော်လင့်လိုလားကြသောတိုင်းသူပြည်သားလူသားအားလုံးတို့အတွက်စကိုင်းတိုင်းညင်ဝပြည်ပြမှုတိဆောက်ရေးအဖွဲ့ကဓမ္မစကြာတရားတော်ထွန်းကားပြန့်ပွားရေးကိုတိုင်းလုံးအနှံ့ဆောင်ရွက်နေကြောင်းကောင်းစွာသတင်းကောင်းပါအပ်ပါတယ်မေဇိမပရိပရာဟူသောမေခင်တရား၈ပါးသည်သီလသမာဓိပညာပင်ဖြစ်ပါတယ်သီလဟူသည်ကိုယ်တို့ဤစည်းကမ်းသမာဓိဟူသည်စိတ်ဤစည်းကမ်းပညာဟူသည်စိတ်ဤအတွင်းအညစ်အကြေးများကိုစေကြောသုတ်သင်သောနိလန်းများဖြစ်ပါတယ်မေခင်၈ပါးသိက္ခာ၃ပါးကျင့်တရားတို့ကိုကျင့်ကြံအထုတ်ခြင်းဖြင့်ဒုက္ခသစ္စာကိုထိုးထွင်းသိမြင်လာမယ်သမုဒယသစ္စာကိုပယ်ရှားနိုင်မယ်နိရောဓသစ္စာသို့ဆက်ရောက်မျက်မှောက်ပြုလာနိုင်မှာဖြစ်ပါတယ်ဒုက္ခဟူသည်ခန္ဓာတို့ဤဖြစ်ခြင်းယဉ်ကျေးခြင်းပေါက်ပြန်နှိမ့်ဆက်ခြင်း
အလုံးမပြည့်ခြင်းချစ်သူတို့နှင့်ကွဲကွာရခြင်းမုန်းသူတို့နှင့်လက်တွဲရခြင်းစတဲ့ယုံနံတို့ဤသဘာဝပင်ဖြစ်ပါတယ်သမုဒယဆိုတာကာမ၌တတ်မဲ့သောတဏှာခန္ဓာ၌၎င်းဘဝ၌၎င်းတတ်မဲ့သောတဏှာဘဝမရှိဟုသောအယူဝါဒနှင့်တတ်မဲ့သောတဏှာဤတဏှာတို့ခေါင်းဆောင်တဲ့ကိလေသာသည်သမုဒယဖြစ်ပါတယ်နိရောဓဆိုတာသမုဒယရဲ့ချုပ်ခြင်းဒုက္ခဤချုပ်ခြင်းပင်ဖြစ်ပါတယ်မေဃဟူသည်နိရောဓသို့သွားသောလမ်းကြောင်းသီလသမာဓိပညာမေခင်၈ပါးခြင်းတရားပင်ဖြစ်ပါတယ်တို့ဖြစ်ခန္ဓာ၅ပါးသည်ဆင်းရဲတာအမှန်ဒုက္ခသစ္စာတဏှာသည်ဆင်းရဲကြောင်းအမှန်သမုဒယသစ္စာတဏှာချုပ်ခြင်းသည်ဒုက္ခချုပ်ကြောင်းအမှန်နိရောဓသစ္စာမေခင်၈ပါးသည်နိရောဓသို့ရောက်ကြောင်းအမှန်မေဃသစ္စာတို့ဖြစ်ကြပါလေမေခင်၈ပါးတရားသည်ဉာဏ်မျက်လုံးကိုဖြစ်စေနိုင်၏ထိုးထွင်းသည်ကိုဖြစ်စေနိုင်၏ထူးခြားသောအသိကိုဖြစ်စေနိုင်၏ငြိမ်းအေးမှုကိုဖြစ်စေနိုင်၏နိဗ္ဗာန်ကိုမြင်စွမ်းနိုင်၏ဘောဓိဉာဏ်ကိုဖြစ်စေနိုင်၏ခန္ဓာ၅ပါးဟူသည်ဒုက္ခအမှန်သိသောသစ္စာဉာဏ်ခန္ဓာ၅ပါးသည်ဒုက္ခဟုအမှန်သိသောသစ္စာဉာဏ်ဤဒုက္ခကိုထိုးတင်သိရမည်ဟုလုပ်ရမည်ဟုကိစ္စကိုသိသောဉာဏ်ခန္ဓာဒုက္ခသစ္စာကိုသိပြီးပြီဟုကိစ္စပြီးစီးခြင်းကိုသိသောဉာဏ်ဤသို့လျှင်ဒုက္ခနှင့်သစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်အဖြစ်ဉာဏ်၃ပါးတဏှာ၃ပါးသည်သမုဒယဟုအမှန်သိသောသစ္စာဉာဏ်သမုဒယကိုပယ်ရမည်ဟုသိသောကိစ္စဉာဏ်ပယ်ပြီးလျှင်ပယ်ပြီးပြီဟုသိသောကတဉာဏ်အဖြစ်သမုဒယသစ္စာ၌ဉာဏ်၃ပါးတဏှာနိရောဓကိုတဏှာနိရောဓကိုတဏှာနိရောဓဒုက္ခနိရောဓကိုဒုက္ခနိရောဓဤသို့လျှင်နိရောဓဟုအမှန်သိသောသစ္စာဉာဏ်အဲဒီနိရောဓနှမျိုးကဆက်ရောက်ရမည်ပန်းတိုင်းဟုသိသောကိစ္စဉာဏ်နိရောဓသို့ရောက်ပြီးလျှင်ရောက်ပြီးပြီဟုသိသောကတဉာဏ်အဖြစ်နိရောဓသစ္စာ၌ဉာဏ်၃ပါးမေခင်၈ပါးခြင်းတရားသည်နိရောဓသို့ရောက်ကြောင်းလမ်းမှန်ဟုသိသောသစ္စာဉာဏ်မေခင်ခြင်းတရားများကနိရောဓအရောက်ရှောက်ရမည်လမ်းဟုသိသောကိစ္စဉာဏ်မေခင်လမ်းကိုရှောက်ပြီးနိရောဓသို့ဆက်ရောက်ပြီးလျင်ရှောက်ပြီးပြီဆက်ရောက်ပြီးပြီဟုသိသောကတဉာဏ်အားဖြင့်မေဃသစ္စာ၌ဉာဏ်၃ပါးဤသို့လျင်သစ္စာတစ်ပါးစီတစ်ပါးစီ၌သစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်အပြင်ဉာဏ်၃ပါးစီဖြစ်ခဲ့ရာသစ္စာ၄ပါးမှာဉာဏ်စဉ်12ပါးဖြစ်ပါတယ်မြတ်ဗုဒ္ဓကသူဤတပည့်ဟောင်း9ယောက်တို့အားဤသစ္စာ၄ပါးတို့နှင့်12ပါးသောဉာဏ်အမြင်မကြည်လင်သေးမိကငါသည်ဗုဒ္ဓဖြစ်ပြီဟုမကြည်ညာနိုင်ခဲ့သည်ယခုကသစ္စာ၄ပါးနှင့်ဉာဏ်စဉ်12ပါးတို့အမြင်ကြည်လင်စွာဖြစ်ပေါ်ခဲ့ပြီဖြစ်ခြင်းကြောင့်တတ္တလောကတစ်ခုလုံး၌ငါသည်ဗုဒ္ဓဖြစ်ခဲ့ပြီဟုဝန်ခံနိုင်ခဲ့ပြီကြည်ညာနိုင်ခဲ့ပြီဟုမိန့်ကြားတော်မူခဲ့ပါတယ်ဓမ္မ၏မိန့်ကြားသည်မှာယခုကငါဘုရားမှာသစ္စာ၄ပါး၌ညာဏဒသနာ12ပါးထင်ရှားဖြစ်ခဲ့ပြီဤညာဏဒသနာသည်မပြည့်မစည်ခိုင်မြဲစွာဖြစ်ခဲ့ပြီစိတ်အစင်းသည်ဥပါဒံစွဲ၄ပါးမှာကောင်းစွာလွန်မြောက်ခဲ့ပြီဤပฏิတန်တေနှင့်ဘဝသည်နောက်ဆုံးဖြစ်၏နောက်တဖန်ပရိတန်တေဘဝငါမှာမရှိတော့ပြီသစ္စာ၄ပါးတရားဤကုန်ပြီးဆုံးသောအခါငါပါသောပိစဝေဂီတပည့်ဟောင်းတို့တွင်အရှင်ကွန်းတင်ညသည်ဒိဋ္ဌိဝိသိကိစ္စသီလပဒပရမသတန်ရောစဉ်၃ပါးအကျွမ်းမရှိပယ်ဖြတ်တော်မူ၍သောတာပန်ဖြစ်ခဲ့ပြီးယဟန်ပြုတော်မူပါသည်စัจ java လာတေတသောအတွင်းရှိနတ်မြမပေါင်းတို့သည်ဝါမြောက်လွန်၍ကြွေးကြောသောအတန်သည်ဘဝက်လျှံအောင်ညံခဲ့ပါသည်ဘာပတဝီမြေကြီးသည်ပြင်းစွာလှုပ်၍ကောင်းချီးပေးပါသည်နတ်မြမ18ဂရီတို့တရားသိမြင်ကျွတ်တန်းဝင်းကြပါသည်ဘောရမမြတ်ဗုဒ္ဓ၏တရားဥ၌တရားဥနာသူလူသား9ယောက်ရှိရာနိဗ္ဗာန်ကိုဥစွာမြင်သူသောတာပန်ဥစွာဖြစ်သူယဟန်ဥစွာပြုသူက
ရှင်ကွန်းတင်ညာဖြစ်ပါတယ်ဓမ္မစကြာဟူသောတရားတော်သည်ဥယုံသမကထူလဲထူပါတယ်ဗုဒ္ဓသာသနာနဲ့ယဟန်သက်တော်ရှိရှင်ကွန်းတင်ညာကိုသောတာပန်ဥစွာဖြစ်စေခဲ့ပါတယ်နိဗ္ဗာန်ကိုဥစွာမြင်စေခဲ့ပါတယ်ဗုဒ္ဓသာသနာဝင်ယဟန်ဥလီဖြစ်စေခဲ့ပါတယ်တရားဥဓမ္မစက်ဟောမြတ်ရာနေ့ကိုဓမ္မနေ့သံဃာနေ့လို့ခေါ်ဆိုရမှာဖြစ်ပါတယ်ဓမ္မယရဏနဲ့သံဃာယရဏတို့စတင်ပေါ်ပေါက်ရာနေ့ဟာတရားဥဓမ္မစက်ဟောမြတ်သည့်ဝါဆိုလာပြီနေ့ပဲဖြစ်ပါတယ်ဓမ္မစက်ဂျာဒေသနာတော်သည်ဗုဒ္ဓသာသနာဝါဝိသေသလက္ခဏာဒေသနာဖြစ်ပါအစွမ်းမရောက်ခြင်းမြတ်တညီညွတ်သောကျင့်စဉ်ဖြစ်ခြင်းကိုခြင်းစိတ်တအသိဉာဏ်အတွေးခေါ်တို့ကိုတိုးတက်ရင့်ကျက်စေနိုင်ခြင်းဝိပဿနာယောဂီတို့နိဗ္ဗာန်အတွက်သာကျင့်ရသောတက်တန်းကျင့်စဉ်တရားမျိုးမျှတာမဟုတ်ပဲလူသားတိုင်းနေ့စဉ်လူဘဝတွင်လူကျင့်ဝတ်လူနေမှုလူဘဝအကျိုးစီးပွားတို့ကိုအမျိုးမျိုးတိုးတက်စေနိုင်သောဘဝကျင့်စဉ်တစ်မျိုးလဲဖြစ်ပါတယ်တို့ဒီဤမြမွန်မြတ်ပြီးတက်တန်းကြတဲ့ဓမ္မစကြာတရားဒေသနာတော်ကိုစကိုင်းတိုင်းတိုင်းလုံးပြန့်နှံ့စေရုံသမကမြန်မာတနိုင်ငံလုံးတကမ္ဘာလုံးပြန့်နှံ့စေဖို့စကိုင်းတိုင်းဓမ္မစကြာပြန့်ပွားရေးအဖွဲ့ကဓမ္မစကြာပြန့်ပွားရေးအစည်းအဝေးကိုတရားချစ်ခင်သူတော်စင်တို့အတွေ့ဖြန့်ချီလိုက်ရပါတည်းတိရိကုစံလာပမှာချမ်းမြတ်သားရရှိကြပါစေ